ဒီတလုံးလေးစားရတာနဲ့တင်ထမင်းတစ်ပကံလုံးပြောင်းမှုကတော့တေချာနေပါပြီရှင်ပြင်းလေးကိုမြုပ်ပြီးလေးဆက်ဆက်လေးနဲ့စီပြန်လေးကြော်ထားတာကလည်းအမှန်လေးနဲ့လုံးဝကိုဆွဲဆောင်နေပါပြီနော်အခုလိုငပိရေမွေးမွေးလေးရဲ့သူ့စီရအစုံနဲ့မိသားစုလက်ဆောင်စားမယ်ဆိုရင်တော့လုံးဝကိုရှင်းပါပဲရှင်မြစ်ကေရတာချွချွစင်းစင်လေးနဲ့ငရုတ်သီးစိမ်းလေးဆက်ဆက်လေးကလည်းလုံးဝကိုလိုက်ပဲမှုရှိတယ်ပေါ့နော်ငပိရီမွေးမွေးဆက်ဆက်လေးရဲ့တူးစရာအစုံလေးရဲ့နဲ့စားရတဲ့အရာသာကတော့ဘာနဲ့မှမလင်းနိုင်တဲ့လက်တုပ်တာလေးပါပဲရှင်အခုလိုမျိုးမြန်မာသားအရသာရှိရှိလေးတွေကိုနောက်ထပ်ကြည့်ကျင်နေဆိုရင်တော့ follow လုပ်ဖို့မမေ့နဲ့เนาะနောက်ထပ်ဗီဒီယိုလေးတွေမှာလည်းဗာနဲ့စပြရမလဲဆိုတာ comment လေးမှတ်ခဲ့ကြပါအောင်ရှင်တတ